မုတ်ဆိုးတွေကိုနှင်းထုတ်ပြီးတဲ့နောက်တောအုပ်ကြီးကတိရစ္ဆာန်တွေဟာဘိုးဟုံးကိုရိုသေကြောက်ရွံ့ကြပါတယ်။ဒါပေမဲ့တကောင်တဲသောချင်းချက်ကတော့လုံလုံးလို့ခေါ်တဲ့နေရွက်ရှိရှိအမြင့်တူတူနဲ့အဖြူရောင်ရုံမလေးပဲဖြစ်ပါတယ်။လုံလုံးဟာတခြားရုံတွေလိုသူ့တော်ကောင်းလေးမဟုတ်ပါဘူး။သူဟာတောအုပ်တစ်ခုလုံးမှာအမွေဆုံးနဲ့အတိအကျဆုံးရုံမလေးပါ။ဒီနေ့မှာတော့ဘိုးဟုံးဟောက်တန်ကြီးနဲ့အိပ်ပျော်နေတော့လုံလုံဟာဘိုးဟုံးရဲ့အေယာမနှာခေါင်းကြီးပေါ်ကိုခုန်တက်သွားပါတယ်။ပြီးတော့သူ့ရဲ့နူးညံ့တဲ့အမွေးပွားပွားအမြည်လေးနဲ့ဘိုးဟုံးရဲ့နှာခေါင်းပေါက်ကိုရှားအောင်သွားလှုပ်ပါတော့တယ်။ဟတ်ချိုဘိုးဟုံးကခြေလိုက်တဲ့အချိန်ကမုန်တိုင်းတိတ်တယ်လို့မျိုးတစ်ပင်ကအရွက်တွေအကုန်ကျွေကြအကုန်ပါတယ်။ဒါပေမဲ့လုံလုံကတော့လွင့်မသွားပဲပိုးဟုံးရဲ့မုတ်စိမ်မွေးကြီးတွေကိုမြဲမြဲစုပ်ကင်ထားပြီးတခိခိရဲနေပါတယ်။ဘိုးဟုံးမျက်လုံးဖွင့်ကြည့်လိုက်တော့သူ့မျက်နှာရှိမှလက်တီစုပ်လောက်ပဲရှိတဲ့ရုံဖြူလေးကသူ့ကိုစိုက်ကြည့်ပြီးဟဲလှုပ်ထားကြည့်ရှင်အဲ့နေရာအရန်ကြပြီကျမနဲ့ကစားရအောင်လို့အမိန့်ပေးတဲ့လေတံနဲ့ပြောလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးဘိုးဟုံးရဲ့အေးချမ်းတဲ့ဘဝလေးဟာပြောင်းဆန်သွားပါတော့တယ်။လုံလုံဟာဘိုးဟုံးကိုသူ့ရဲ့ကိုယ်ပိုင်ကစားကွင်းကြီးလိုသတ်မှတ်လိုက်ပါတယ်။ဘိုးဟုံးလက်လျှောက်ရင်လုံလုံကခေါင်းပေါ်မှာထိုင်ပြီးညာဘက်ကွိတ်ဘယ်ဘက်လှဲ့နဲ့လမ်းညွန်ပေးတတ်ပါတယ်။ဘိုးဟုံးတစ်တီစားဖို့လှုပ်တိုင်းလုံလုံကအရင်ဥအောင်အမြဲလူစားတတ်ပြီးဘိုးဟုံးကတော့သူ့တငယ်ချင်းလေးကိုအလိုလိုက်ခါပြုံးကြည့်နေုံပဲရှိပါတယ်။တခါတော့ကလည်းဘိုးဟုံးကချောင်းထဲမှာရေချိုးနေတော့လုံလုံကဘိုးဟုံးရဲ့နှရွက်ကြီးတွေကိုဝင်ပုန်းနေတာကြောင့်ဘိုးဟုံးခမညာတနေ့ကုန်လိုက်ရှာလိုက်ရတာအမောပါနောက်ဆုံးမှာတော့နားထဲကနေဝူးဆိုပြီးထွက်လာမှပဲဘိုးဟုံးမှလန့်ပြီးနောက်ပြန်လဲကျသွားပါတော့တယ်ဘိုးဟုံးကခွန်အားကြီးပေမဲ့လုံလုံရဲ့စကားတမှုနဲ့အမွေတွေကိုတော့လုံးဝအရှုံးပေးထားရပါတယ်ဒါပေမဲ့အမွေစိန်လုံးလုံးဟာဘိုးဟုံးကိုတကယ်ချစ်တဲ့သူပါဒီနေ့မှာတော့ဘိုးဟုံးဟာတောနတ်ထဲကအစိတ်ရှိတဲ့တစ်ဦးတစ်ဖူးတစ်ခုကိုမတော်တဆထိမိပြီးဖျားနာသွားပါတယ်လူထွားကြီးဘိုးဟုံးဟာအားအင်ကုန်ခတ်ပြီးလဲကျနေတဲ့အခါအခြားတိရစ္ဆာန်တွေကကြောက်ပြီးမကက်ရဲကြပါဘူးလုံလုံကတော့မကြောက်ပါဘူးသူဟာမိုင်ပေါင်းများစွာဝေးတဲ့တောင်ထိပ်ပေါ်ကိုတကောင်နဲ့ပြေးသွားပြီးဘိုးဟုံးအတွက်စေးပတ်ဝင်အပင်တွေကိုရှာဖွေခဲ့ပါတယ်လမ်းမှာမြေခွေတွေသိန်းငတ်တွေရဲ့အန်တီကိုလည်းရဲရဲဝုံဝုံကြော်ဖြတ်ခဲ့ပါတယ်သူပြန်ရောက်လာတဲ့အခါပါဇက်မှာကိုက်လာတဲ့အဆေးမြစ်တွေကိုဘိုးဟုံးရဲ့ပါဇက်ထဲကိုအတင်းထည့်ကျွေးပါတယ်ဘိုးဟုံးသတိပြန်ရလာတဲ့အခါသူ့ရဲ့မျက်လုံးကြီးထဲမှာမျက်ရည်တွေဝဲလာပါတယ်လုံလုံမင်းကတေးသေးလေးနဲ့ငါအတွက်ဒီလောက်တောင်လုပ်ပေးတာလားလို့မိတဲ့အခါလုံလုံကသူ့ရဲ့နှရွက်ရှည်ကြီးတွေကိုခါလိုက်ပြီးရှင်ကလူထွားကြီးတာဖြစ်တာကျမမရှိရင်ဘာမှလုပ်တတ်တာမဟုတ်ဘူးဒါကြောင့်မြန်မြန်ထကျမကိုတစ်ပင်အမြင့်ကြီးပေါ်ကပန်းနီးတော့ခုပေးအောင်လို့အမွေစိတ်ပြီးပြန်ပြောလိုက်ပါတော့တယ်ဒီလိုနဲ့အရက်အမောင်ချင်းမိုးနဲ့မြေလိုကွာခြားတဲ့လူထွားကြီးဘိုးဟုံးနဲ့ရုံမလေးလုံလုံတို့ဟာတယောက်ကိုတယောက်အားကိုးရင်အတူတူမှွေနှောက်ရင်အေးချမ်းတဲ့တောအုပ်ကြီးမှာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်ကဲအပိုင်းလေးကိုစောင့်မျှော်အားပေးကြပါအောင်နော်